ကျမတို့သားမီးရောတငယ်ချင်းတွေရောမိသားစုတွေအားလုံးထာဝရရွှေမြန်မာရဲ့တဝက်လောက်ပေါ့ကျန်တဲ့ဟိုတငယ်ချင်းညီမလေးတွေရဲ့အမျိုးတွေအားလုံးဟာလွတ်ဆမတေးကိုရောက်နေပါတယ်ရှင်ဒီနေ့ဒီရေခဲပြင်မှာချောလို့ချော်လဲတော့မှမလို့တတိထားနေရပါတယ်ရှင်အရန်လဲအေးပါတယ်ရှင်အရန်လဲချမ်းပါတယ်ရှင်အထဲမှာလည်းဟိတက်တွေလည်းဝတ်ထားပါတယ်ရှင်ဒါလည်းအရန်အေးပါတယ်ရှင်ရုပ်စမတီတော့ကြတော့မယ်ကောင်းကောင်းတက်နေကြတယ်နောက်ဆုံးပဲကျွန်တော်ဒီတော့မှာတကားပိတ်လိုက်ဟိုတကားပိတ်လိုက်မယ်နော်တဝက်ပါရိုစန်တီတောနေပါတယ်တော့ရောက်နေပြီအခု in a break အမေ coffee ဝယ်လာတယ်ရမယ်အမဘမပြတ်စပယ်ရတယ်အမရတဲ့တသားရေဒီလိုတက်တသားရေဒီအမကိုင်ငယ်ရမကိုင်ပါဘူးပေါ့ကိုင်ရမကိုင်မကားပေါ်တက်နေတဲ့ကြည်စမ်းနောက်အမလေးအမလေးပါအောင်အမလေးအောင်အမေကဲတောင်းတက်လိုက်အောင်တော့မကောက်တက်အမလေးအိုင်အမလေးချမ်းလိုက်တယ်လေးတွေပါဝတ်ကုန်ပြီနော်အေးနေပြီလားအေးတယ်တာအေးတယ်โอเคအခု6 point တစ်ခုရောက်ပြီကျွန်တော်တို့ရဆင်း